အားလုံးပဲမင်္ဂလာပါဒီနေ့ညရှင်ပြိုင်ကစားတဲ့ United အသင်းနဲ့ Brighton အသင်းဟာဆိုရင်ခုချိန်ကဒုတိယပိုင်းအနားယူနေတဲ့အချိန်ဖြစ်ပါတယ်ခုချိန်မှာဆိုရင် United ကအိမ်ကွင်းမှာ2ဂိုးမရှိနဲ့ Brighton အသင်းကိုတီတီတာတာပြိုင်ပွဲကိုဦးဆောင်ပြီးတော့အနိုင်ယူနေတာဖြစ်ပါတယ်Brighton အသင်းကအဝေးကွင်းမှာရှင်ပြိုင်ကစားခဲ့တဲ့အခါမှာယုံကြည်မှုအပြည့်အဝရှိတော်လဲအင်ရှင်အသင်းရဲ့အားသာမှုအင်ရှင်အသင်းရဲ့ပရိသတ်နီးပြတဲ့ဖြစ်တဲ့အာမိုရင်ရဲ့နီးစနစ်မှာတဖြည်းဖြည်းအသင်းသားတွေအဝင်လာတာဖြစ်တာကြောင့်ယခုပြိုင်ပွဲကိုတိတိတတ်တာထိန်းချုပ်နိုင်ပြီးနိုင်ပွဲဒုတိယပိုင်းနိုင်ပွဲကိုလည်းပြန်လည်ပြီးတော့ယူဆောင်လာနိုင်မလားဆိုတာကိုကျွန်တော်ကြည့်မှာဖြစ်ပါတယ်ပထမပိုင်းအစီအစဉ်မှာတကယ်ကိုအကျိတ်အနေရှင်ပြိုင်ကစားခဲ့တော်လဲ Manchester United ရဲ့အိမ်ကွင်းမှာတိတိတတ်တာကစားအားကတော်တော်ကောင်းတာဖြစ်တဲ့အတွက်အဲ့ဒီဖြစ်တဲ့ Brighton အသင်းကိုကောင်းကောင်းရှင်ပြိုင်နိုင်ပြီး2ဂိုးကိုသွင်းယူခဲ့တာဖြစ်ပါတယ်ပထမဆုံးဂိုးကတော့ကူညာကသွင်းပြီးဒုတိယဂိုးကတော့ကာစီကသွင်းယူခဲ့တာဖြစ်ပါတယ်ခုချိန်ကအနားယူနေတဲ့ချိန်ဖြစ်တာမို့မကြာခင်မှာဒုတိယပိုင်းစတင်မှာဖြစ်တဲ့အတွက်ဒီပြိုင်ပွဲမှာဘယ်သူအနိုင်ရရှိမလဲဘယ်လိုပျော်ရွှင်မှုတွေအင်ရှင်အသင်းကပဲနိုင်သွားမလားအဝေးကွင်းမှာရှင်ပြိုင်တဲ့ Brighton အသင်းကပဲအနိုင်ယူသွားမလားဆိုတာကိုကျွန်တော်တို့ဆက်လက်ပြီးတော့ကြည့်ရှုသွားမှာဖြစ်ပါတယ်တကယ်ကိုစိတ်ဝင်စားတဲ့အနေအထားမှာဖြစ်ပါတယ်ခင်ဗျာခုချိန်မှာဆိုရင် United အသင်းကဆက်လက်ပြီးတော့ပြိုင်ပွဲမှာတွင်းကိုတွေနဲ့ပြန်လာနိုင်မလားဒါမှမဟုတ်အဝေးကွင်းမှာလာရောက်ရှင်ပြိုင်နေတဲ့ Brighton အသင်းကပဲချီပကိုးတွေနဲ့ပြိုင်ပွဲကိုဦးဆောင်မလားဆိုတာကျွန်တော်စောင့်ကြည့်မှာဖြစ်ပါတယ်ဘယ်လိုတွေအစားထိုးလာမလဲလူစားလေးလာမလဲဘယ်လိုတွေတိုက်စစ်ဆင်မလာမလဲဆိုတာကိုကျွန်တော်မကြာခင်မှာကြည့်ရှုရမှာဖြစ်ပါတယ် United